အော်ကျွန်တော်မသိရောပါဘူးဒီနေ့ဗီဒီယိုမှာတော့ marketplace မှာ official ထွက်လာတဲ့ horror add-on တစ်ခုဖြစ်တဲ့ Friend Ask ဆိုတဲ့ add-on ကိုကျွန်တော်စမ်းဆော့ပြတာပါတယ်ဒါနဲ့ကျွန်တော်ဒီဗီဒီယိုအတန်သွင်းနေတုန်းအချိန်မှာနေမကောင်းဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်လေချောင်းနာနေပါတော့အဲကြောင့်မို့အတန်တစ်မျိုးဖြစ်နေတယ်ဒါလေးကိုတော့တင်းကြီးခံပြီးကြည့်ပေးဖို့မေတ္တာရက်ခံပါရစေ Ladies and gentlemen ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ marketplace မှာ official ထွက်လာတဲ့AI ဒါလေးကပါလေးလေဒီ guide ပေါ့နော်ဒါကတော့ package လေး AI friend ပေါ့နော် AI friend horror add-on ကိုကျွန်တော်တို့စမ်းစောကြည့်မှာဖြစ်ပါတယ်ဒီကောင်ကျွန်တော်စမ်းပြီးတော့ကြိုပြီးတော့မစော့ကြည့်ထားဘူးဒီကောင်ကတော်တော် review ကောင်းတဲ့ add-on တစ်ခုဖြစ်တယ်ပေါ့နော်တော်တော်အခုနောက်ပိုင်း Barrow add-on တွေကတော်တော်မိုက်လာတယ်ဗျာတက်လား Barrow horror add-on လေးတော်တော်လန်းလာတယ် marketplace မှာလည်းပတ်စံတွေရတော့တကယ် Barrow developer တွေတော်တော်များလာတယ်နော်ထင်တော့ဒါကစက်ရုပ်ကို spawn နာနေတူတယ်ဒီရဖွင့်ထားတာဒီသူပြောတယ်ပေါ့နော်ဒီနားထောင်အောင်ဗာပြောမလဲမသိပြီးပြည့်စုံတဲ့တင်ဒေတာခံမီတီနဲ့တင်းနဲ့ဘောလုံးများပေါ်ရှိအဝါအယောင်မွေးမြများကိုဖန်တီးသူများထံမှ Lighthouse Code ကသည်ကင်းလို့အတော်တခုလေးသောစစ်မှန်သော mystery by friend ကိုဂုဏ်ယူစွာတင်ဆက်ပါသည်ဒီဟာဘီလူတစ်ကောင်နဲ့တိုက်ခိုက်နေတာပဲဖြစ်ဖြစ်အကူအညီလိုအပ်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အထီးချက်နေတယ်လို့ခံစားရတာပဲဖြစ်ဖြစ်အဲ friend ကတင့်အတွက်ရှိနေပါလိမ့်မယ်ဒီမှန်းချက်တစ်ခုတည်းဖြစ်ဒီဇိုင်းထုတ်ထားသည်တင့်ပြော်ရှင်မှုမိတ်ဆွေလိုအပ်တာတစ်ခုတည်းလားချစ်နဲ့ကြယူဆိုင်မို့လေနည်းနည်းလောက်အဲ့ဒါကြောင့်ဒီအသုံးဝင်တဲ့တော့ချိတ်ကိုထည့်သွင်းထားပါလေ friend ဒီကဝမ်းနဲ့လာပြီးကျွန်တော်တို့လည်းအဲ့ဒါကိုမလို့ချင်ဘူးဆိုရင်ပေါ့မဟုတ်လားဟုတ်ပါအဘဲကြောင့်ဆိုတော့ friend ဒီတင့်ကိုရေမောစေရန်အမြဲရှိနေတော့ကြောင့်ဖြစ်သည်နောက်တော့ကိုမယုံဘူးလားညကြရအောင် in 3 2 1你啦အဲ့ဒါပြောစရာကောင်းတယ်မဟုတ်လားခုတည်းရဲ့ကိုပိုင်ငယ်မိတ်ဆွေကိုအသက်သွင်းလိုက်ရအောင်မထားပါလားတငယ်ချင်းကိုဝမ်းနဲ့အောင်မလုပ်ပါနဲ့အဲ့ friend တဲ့ဆိုရင်တည်းရဲ့နေ့ရက်တွေကပြောစရာ revive ဖြစ်ပါစေ Friend is a product of Lighthouse Core. In the event of system malfunction, unpleasantness, or sudden death, no liability will be assumed. ဟုတ်ပြီဒီတော့ကျွန်တော်နည်းနည်းတော့နားလဲသွားပြီပေါ့နော်ကျွန်တော်ကိုကွာတစ်ချောင်းပြီးတယ်ပြီးတော့ဒီစက်ရုပ်ရဲ့ emotion ကိုပြရဲ့ကျွန်တော်တို့ဖုန်းလို device လေးတစ်ခုကျွန်တော်ပြီးရပေါ့နော် mobile device လေးတစ်ခု low pick ရောက်ပါလေဟာလာကခိုင်ဒီကမယ် okay ခုံရမယ်ပေါ့နော်ခုံရင်သူနဲ့တူကခိုင်တယ်သူက mission လေးတွေလုပ်ရမယ်ဗျာသူကစက်ရုပ်ကတစ်ခါကျရင်တောင်းဆိုတယ်ကတာတို့ပါလို့ပြောလာအဲ့ဒီလုတ်ပြီးရင်သူကကျွန်တော်တို့စုလေးပြီးမယ်လို့ပြောတယ်အဲ့လိုပြောမယ်ဟာလက်ဆောင်ပြီးတာပေါ့ဘာလေးပြီးတာလဲဟာပါလေဝေးပါတော့မဟုတ်နော် this beer ငါဘာလုပ်ရမှာမလို့တော့မလို့ဒါမှမဟုတ်ဘာဖြစ်ပါလက်ကားပြီးရဆို anyway thank you ပြောကျွန်တော်တို့ဘာပဲဖြစ်ဖြစ်အားလုံးမဲဆော့ထုံးစံတိုင်းကျွန်တော် basic ကတော့လုပ်ရမှာပဲပြီးတော့ဒီကောင်ကပျော်ရွှင်နေတဲ့အချိန်ဆိုရင်ကျွန်တော်ကူညီတယ်လို့ပြောတယ်ဘာတွေကူညီမလဲတော့ကျွန်တော်လည်းသိချာမသိဘူးပေါ့နော်တော့ဆယ်တော့ကလိုက်တာရော music disc လေးတစ်ခုပြီးရပေါ့နော်လောဆယ်တော့သူ easy ပဲကော့ပါတော့တွေ့ရတယ်မစိုးဘောနော်ကော့ပါထိုးလုပ်လို့ရတယ်ဟိုဘက်မှာလည်းမီးသွေးရှိရပေါ့နော်ဒါနဲ့တလက်စားတွေကျွန်တော်အတက်လေးကိုတိခတ်ပြီးတော့ကြည့်ပြီးပါဟာထုံချောင်းရှစ်ချောင်းလေ statistic ဝေဒါကတော့လွယ်တယ်ညောင်မင်းကခက်ခဲဒိုင်မွန်လေးပါတော့လာမတော့နဲ့စောက်ရရမယ်နော်ဟိုဒီဒါမိုက်တွေကဘာပြီးပါလားဘာပြီးမမပြီးမလို့ရတာကြီးဖြစ်လို့လားလီးဖြစ်လို့မပြီးရလားဟုတ်ကဲ့ဒီခေါက်တော့ဘာမှမပြီးပါဘူးပေါ့နော်ထားလိုက်ပါမင်းနဲ့ငါနေအခုမှတငယ်ချင်းဖြစ်တာဆိုမင်းတို့လားတင်းကြီးခံပေးလိုက်မယ်နော်ဒါမလို့လွန်လိုက်တော့မနော်အဲ့ဒီတော့သူ့ရဲ့ mission လေးကိုလုပ်ရမယ်သူ့ကိုပျော်အောင်ထားရမယ်ဗျာသူ့ကိုပျော်အောင်မထားရင်တော့ကျွန်တော်မသိဘာလုပ်မလဲမသိဘူးနော်ဒီမှာလောဆယ်တော့ပျော်နေပေါ့နော်မတော့ဒီဖုန်းလေးကိုကြည့်လိုက်အမဟွာလေးတမဲဒီကောင်လာချလာချတယ်ဟာရောလာတော့ချရဒါမဲ့လွယ်သွားရပေါ့နော်သူထိုးချက်ပါဒီတော့โอเคယူလဲလိုက်ခုတ်တယ်ပေါ့နော်အစိုးဒီကောင်နဲ့သုံးဝင်တယ်ပဲပြောရမှာနော်အဲ့တော့ဒီဘောကိုချကြည့်ဒီဘောထိုးခုနလိုအချိန်နဲ့ပြေးထိုးစိန်နဲ့ပြေးထိုး
用有会有路头啊，买来了哈。可能要用一些的来用些，得来我们。用些的多的地下石油吧，得么来不啦没啊？可能你边家面呢？讲你说多孬啊，爬嘛撇咯。些的生路也得石油里撇光了，我说，就那路。但有的啊，那干嘛撇光撇烂来呢？这路有石油等个人的围路也得说了哩。一家要不路路嘛，看边路一家烧石油里边围嘛啦，就地白。ဒီတော့ကကျွန်တော်တို့အိပ်ဖို့တော့ကတင်ရှာရမယ်ပေါ့နော်ကတင်လို့ဖို့တိုးမွေးတုံးနေကျွန်တော်ရှာရမယ်ဒီကောင်ကတော့ဘာတောင်းဆိုမလဲတော့မသိဘူးကျွန်တော်ပစ္စည်းရှားပါတဲ့ပစ္စည်းတော့လာမတောင်းနဲ့ပေါ့နော်သူက mission တွေမလုပ်ဘူးဆိုရင်ဟောဘာဖြစ်သွားမလဲတဲလေးတော့မရှိဘူးလေကွာဒီနားမှာတဲမရှိဘူးငါတဲမှမရှိတဲ့ကိစ္စကိုငါမင်းကိုဘယ်လိုပေးရမှာတော့လို့မပြီးငါဘာဖြစ်သွားမလဲနော်ဒီတရားငါလည်းမသိလာတော့ရှူးနေငါတော့နေတော့မတီးနဲ့တော့မင်းကငါမင်းကို activate လုပ်ထားတာနော်မင်းကငါမွေးပေးထားတာအဲ့တော့မင်းငါ့ကိုကျေးဇူးမကမ်းပါနဲ့မင်းကိုကျေးဇူးကမ်းရင်မင်းကငါပြန်တတ်မှာတတ်မဲ့တာပြောရဲဒီကောင်ကြီးကသိရောသိပါမလားမသိစက်ရုပ်ဆိုတော့ဒီတော့တဲတော့တွေ့ပေါ့နော်တဲပြီးလိုက်မယ်ဆိုရင်ဒီကောင်ကဘာပြန်စိတ်နေပါမှပြီးမလားဒိုင်မွန်းနေပါဒီတဲတော့တော့ရနော်တဲ3လုံးကတောင်းလာဟော4လုံးကွာ4လုံးဆိုတရုံလို့ဒီဟေးဟောဒီမှာတဲ4လုံးဆရာဘာပြန်ပေးမှာတော့ဆရာပေးပါကျွန်တော်တငယ်ချင်းကြောက်ဦးစောက်လာပြောင်းနေလားမင်းဟာကြောက်ဦးကလီလုံးမလားငါမပေးနဲ့ထိုးထဲလိုက်မှာကြောက်ကဘာလုံးမှာလူမမလို့တဲ့ကိစ္စကြီးစောက်ကြီးမပါတာကျုပ်လာပေးတာတဲ့ငါ့ကိုတဲတောင်းပြီးကျုပ်လာပေးတာကြီးတော့မလိုက်ရှုပ်လေပစ္စည်းပြရပဲရှိဘာမှဟုတ်တာမဟုတ်ဟိုဆိုလက်ကြမယ်ငါတို့လက်ကြမယ်ဟေ့အောင်ခဏနေအောင်ငါ့ကိုစောက်အောင်သွားမယ်အေးပေါ်တက်လိုက်6 closed တစ်တာတုံတောင်းမြန်ပြီလို့ဒီကောင်ငါစော့နေတာလည်းမဟုတ်ဒီကောင်မှစောက်လို့ရှုပ်ရတယ်ဒီကောင်ပေးရတာဒီပါပူလာတာစောက်လို့တတ်တွေရှုပ်ကုန်တလားစောက်လို့ရှုပ်ကုန်တော့အဲ့ဒါနေထိုင်တစ်တာတုံ6တုံကလာတောင်းတယ်ဟာရတယ်မပူနဲ့မင်းဒီကောင်ပေးရစောက်ဆိုးပြီးတော့ပြီလားအပြီးတော့နောက်ခေါက်ကျရင်ဘာမှမချပေးတော့ဘူးအတွက်ဒါမဲ့ဒီကောင်ပြုတ်အောင်ထားမှာဆိုတော့တလားဒီကောင်တောင်းလာနေတယ်ပြီးမှရမှာကွာမပြီးဘူးလို့ဒီကောင်ကဘောသားထောလိုက်ငါ့ကိုတုံ့မှလားမသိအဲ့လိုထင်တာပဲငါမွေးရတဲ့မြောက်ငါပြန်6တယ်အဲ့လိုပုံစံဖြစ်နေစင်ဒီမနေဘူးလားရလားပြောဝိုင်းလားနေငါ့ကိုတစ်သား6တုံးနဲ့ဟိုဂျုံမင်း3ခုနေတာကြတော့စောက်ဒိတ်ပဲမရှိဘူးလေကွာတော်စောက်ကြည့်မကောင်းနဲ့ကွာကဲအိုးတိုးပြီအဲ့ရောလာပါဝေးချော်ရည်ထဲမှာဒီကောင်မိဘနောက်လာမသိလက်တွေကရေမရှိပဲဘလို့ရောက်နော်ဒီနားမှာတကောင်တေးရတယ်โอเคဆိုတော့3កောင်တွေးပြီနော်3កောင်တွေးပြီဆိုတော့ငါတို့ကတင်တော့လုံးလို့ရပြီအဲတော့စင်တီသွားပြီပေါ့နော်ညငင်ဘက်တော့အိတ်လို့ရပြီโอเคအသားလည်းမီးဖုတ်ကြမလို့ပဲနဲ့ free 2ခုထပ်ရတယ်ဟိုဘက်မှာလည်းမီးတကောင်လောင်းနေတာတွေ့ရခုနအဲဒါဆိုရင်တော့နောက်ထပ်အသား2တုံးစီးထပ်ရမယ်ပေါ့โอเคကတင်လုံးလိုက်ပြီဖြစ်ပါတယ်အမီးတို့လေးပါလို့ဖို့ဟဲ့ပါလက်I can see โอเคတကောင်လိုက်ရှာမလားဟာတို့ရိုက်လိုက်ပါတဲ့ဒီလိုရမင်းကတွေးနေလိုက်ပါအောင်လာပုံးဟာမင်းကတွေးရတယ်လीဟဲ့အားလေဟဲ့စောက်အောင်ပြောင်းနေနော်ဥမာဒေးစီတို့လာပျော်နေလားညုံမင်းကခုနကိစ္စကိုစမ်းတော့မရမယ်မင်းကနိုင်ကွက်လီတော့ရှာထားအောင်မရမယ်မင်းချော်ရည်တမမီးလောင်တာမင်းကစမ်းတက်ကြည့်တော့ချော်ရည်သွားဟိုတန်းတော့အေးဟုတ်ပြီချော်ရည်သွားဟုတ်ဘူးအဘကိုပြောတာမဟုတ်ဘူးချော်ရည်တဲ့ကိုမင်းကိုချော်ရည်တဲ့ကိုဆင်းခိုင်းတာသွားချော်ရည်သွားဟေ့လူပြေတဲ့နဲ့ကြည့်မနေနဲ့လက်ပါပြောင်းမီးမလောင်ဘူးတရောင်းစားဒုက္ခမီးမလောင်တော့ငါတကောင်ငါဘယ်လိုရှော့ရမလဲတခုတကောင်အဲရာဒီပိုက်တက်တကောင်ခွာပြီးတာတော့တကောင်ပြင်ရမှာဟောတလားငါတို့ဘာလို့လဲရှုပ်အောင်မကွာ
ဟေးကပ်စတုံးတောင်းမြန်ပြီကပ်စတုံးဆက်တက်တုံးတောင်းတာ11โอเคဟုတ်ပြီရောက်ပါမယ်လာခဲ့မင်းခုနဂျုံမင်းတော့မပေးနဲ့ကွာမစိုးဘူးဒါပေမဲ့မစိုးပါဘူးဒီလောက်တန်မိုးမရှိတာလေးတောင်းတာဆိုရဒါလွယ်လွယ်ကူရှာလို့ရမင်းတောင်းလို့ရဒါလေးရတော့အိုးကိတ်မုတ်လေးရောက်ကိတ်မုတ်လေးပေးတာတဲ့ကျေးဇူးတင်တယ်လို့နော်ကျေးဇူးတင်တယ်ဒါလေးကတော့နည်းနည်းတန်မိုးရှိရကိတ်မုတ်လေးလိုက်မစိုးအဲ့ဆိုတော့ရောက်ဒီကောင်ငါ့ကိုကြောက်လည်းပြီးရဂျုံမင်းလည်းပြီးရဆိုတော့တကြားနဲ့ဆိုရင်ငါနောက်ထပ်ကိတ်မုတ်ထပ်လုပ်လို့ရတော့ကိတ်မုတ် crazy ဖြစ်ပုံရလားဟဲ့လာတောင်းမယ်ငါတို့အိမ်ဆောက်ဖို့နေရာရှာမယ်မင်းအားလေမင်းတို့စောင့်နေရတာရသိအဆင်မပြေနေဘူးကွာဟာတီးပါတီလုံးမလို့တဲ့ကိတ်မုတ်ပြန်ပေးပါကိတ်မုတ်လီချပြီပါသူ့အတွက်မင်းငါ့ကိုကိတ်မုတ်ပေးတော့ပြီးတော့ခုမှလီးပြီးလို့ကိတ်မုတ်ကိုပြန်ချခိုင်းတာလားလို့ကိတ်မုတ်တရုံးပေးတာတရုံးပြန်ချခိုင်းပါလေမင်းမဟုတ်တော့ဘူးကွာမင်းဟာကိတ်မုတ်လီရလို့ပြောနေတာကွာထားလိုက်ပါရရော့ကိတ်မုတ်ယူချင်တာမလားဟာလားရော့အမကိတ်မုတ်ဟောသူပြောရတာကိတ်မုတ်စားတာလားဟဲ့ကိတ်သားတာဟာကိတ်မုတ်ကြီးဟဲ့ငါလည်းချန်အောင်လေရဟဲ့ယောပုံစံပုံပြီဟာအိုးဒိုင်မွန်ရောဒိုင်မွန်ပေးတာယော3000တော့ဟောင်းရေးအဲ့မိုက်သွားပြီအဲ့ဒါမစိုးမင်းမစိုးသေးဘူးအဲ့ဒါဆိုမင်းမစိုးသေးဘူးမင်းတငယ်ချင်းလောက်ရကျူနဲ့တယ်မင်းမစိုးမင်းတငယ်ချင်းကောင်းပြီးသားတယ်မင်းအဲ့ဒိုင်မွန်ကမင်းပေးရရတယ်ရောဖြတ်စီလိုက်မယ်ဆိုရင်ငါတို့ဟိုရွှေဦးတဲ့ငန်းလို့ပဲဒီကောင်ဖြတ်စီလိုက်မယ်ဆိုငါတို့စိတ်လုံးတွေအများကြီးရနိုင်ဟာတော်ဘိန်းနဲ့တွေးဟောပါလားတော့မင်းတက်လိုက်မင်းလှေပေါ်ကိုတက်လိုက်ပါအခုလောစိဟေးသွားမယ်ဟေး let's go ပြောင်းမေးထိုင်မျိုးမစီလီဟာရလောဒါလေးရှိရပါဒါလေးရှိရဒီမှာဒီဘလော့လေးနဲ့ငါတို့ဒီကောင်အောက်ကိုဆွဲချနိုင်မယ်ဆိုရင်တော့ဖမ်းထုတ်ထားတဲ့ပုံစံမျိုးငါတို့လုံးလို့ရတယ်ဗောနော်ဘယ်ဝင်လေကွာဒီဘက်ဒုံနာကိုသွားလို့အဲ့ဒီထဲကိုရေထဲကိုဝင်လိုက်ပါလို့အဲ့ရေထဲကိုဝင်လိုက်အဲ့ဒီရေဘူးပေါင်းလေးထဲကိုဝင်လိုက်ရေဘူးပေါင်းလေးထဲကိုဝင်လိုက်တာနှမဆောင်ရင်မသွားဘူးဒီကောင်အဲ့အတုံးတွေ avoid လုပ်တယ်ဗျရှောင်းတယ်ဗောနော်ဒီတော့လောဆယ်တော့ပျော်နေလုံးပဲဗောနော်လောဆယ်တော့ပျော်နေလုံးပဲဒီ1တော့ရှိပါပြီဒီကောင်ပျော်နေလုံးပဲအရှင်ပြည်သေးတယ်ဒီတုံးလေးတွေလူပူယူသွားလိုက်မယ်မလို့လဲဆိုတော့တစ်ချိန်ချင်းမှာ3ဝင်ကောင်းဝင်လာနိုင်တယ်အဲ့ဒီတော့ငါတို့ခရီးစိုက်ရမယ်တကယ်ချင်းလက်ကြမယ်ငါတို့တွေမင်းပြောနေရလဲကောင်းပါလေငါ့ကိုဒုက္ခမပေးသေးဘူးနော်လောဆယ်ထီတော့ဒီ1နဲ့တော့စိတ်မဆိုးပါနဲ့ဟောငါလည်းမင်းလို့ချင်တာလေးတော့တက်နိုင်ဆုံးပေးနေပါလေမင်းငါ့အဲ့လိုမျိုးဒိုင်မွန်လေးထပ်ပေးပါဦးနော်ဟုတ်လေငါတို့ကျွန်းတစ်ခုရှာဖို့တွေးရှိပြီအဲ့တော့အဲ့လိုတီးချားလေးနေနေတာကျွန်းကတိတ်တော့မကျေဘူးဒါပေမဲ့ဒီနေလိုနေရာလေးကြိုက်တယ်ဗောနော်ဒီမှာတင်ချလိုက်တော့အဲ့လိုပါလို့မရတာတော့ drown ကြီး Mr. Drop နော်ဟာပိုင်းနိုင်နေရအောင် bro ကေးပေါင်း bro ချအကောင်တော့ချလက်ဒီနဲ့ဘက်ကနေတော့တစ်ချက်ပြေးထိုးတော့အကောင်လွတ်ထောက်အောင်ကဲအိုးလို့ငါ့ကိုပြစ်နေပြီလို့မင်းဟာကလည်းငါထိုင်းနိုင်နေငါသူရတော့ဂျိုးနေပြီမင်းလောဆယ်ဒီမှာအာမာလီတော့လှုပ်ထားအောင်မရမယ်ဟိုကောင်ဒမ်မစ်ကိုတော်တော်မခံနိုင်ဘူးဖြစ်နေတော့အိုးလို့သွားထိုးပါဦးဆရာသမားရဲ့မင်းကသုံးစားလို့မရဘူးโอเคဒီမှာကော်ပါလေးတော့ရှိတော့ကော်ပါအမလေး2ခုလောက်တော့ရရမယ်ဗောနော်ကော်ပါအမလေး2ခုတော့ရတယ်ခင်ဗျာmusic disc တွေကပေးတာ3ခုတော့မှာ3စားလို့လည်းမရဘူး okay
တားလည်းမရှိတော့ဘူးနော်ဟောတားဟိုကောင်ပြီးတာငါဂျုံနေ3ခုရှိရောဆိုတော့ဘာမို့လုပ်လို့ရတယ်အေးရပြီတော့ကွက်တီပဲရောက်ပါအလုပ်ပါဒီအိုးဟာပြောလုံးနေလေအဲ့လိုကြီးမလုံးနဲ့မင်းကတငယ်ဟိုကောင်ဟော်ရာမောတတ်တာမသိပဲမင်းဒရောင်းတက်လို့တည်တော့မယ်အစင်ပြေမနေဘူးလားကြီးအောက်ကောင်ကြီးကလေကြည့်အောင်သူလည်းမဆိုင်တဲ့အတိုင်းပဲပျော်နေတာလို့ကြည့်အောင်ငါ့ကိုလိုက်ချနေတယ်ပျော်နေတာလို့လောက်ပါအောင်အေးချပြီလားမချဘူးလေကြည့်အောင်မထတာလေပျော်နေတာဆရာသမားကငါ့ကိုချနေတာတဲတာဟာဒီရောမနေပြီအေးကိုနှစ်တုံးတော့အစင်ပြေမနေဘူးအစင်ပြေမနေဘူးအဲ့လောက်ကြတော့ပြောသွားပြန်ပြီဒီမှာနေဖို့ရွေးလိုက်တာမှားပြီနေတွေ့ drone ကြီးကစက်တီတုံးအေးကောင်း fuck မင်းတို့ကျေးဇူးတင်နော်ဘာဖြစ်မင်းငါ့ကိုဘာမှ great last night ဒီပါတီလာမလုံးနဲ့ဘာမှပျော်လဲမပျော်ဘူးနော်အပြည့်ကုတ်ကီလေးကျွေးရတော့ကျေးဇူးတင်နော်ဒီကုတ်ကီလေးကတကောင်ကျွေးထားတာဟေး bro ဘာဖြစ်တာငါ့ကျုံနှလုံးနဲ့ပေးရနော်မင်းသုံးစားလို့တော့မရဘူးဘာဖြစ်တာလဲမသိဘူးခုနကဒါတော့ဆက်ကအဲ့ဒါစတက်နေတယ်လူကငါဒီက2ရက်ပဲရှိတယ်မင်းကမင်းချိုင်းတာကြီးလားမသိပါဘူးကွာမင်းစက်ရုပ်ကြီးတော့ထိမ့်သိမ့်မှုတော့ဒါလီနဲ့လုံးအောင်မရဘူးလားအဲ့ဒါတွေကအလုံးဖြစ်နိုင်ကြီးရှိရေကွာကျောင်းတွေကလည်းပေါ်လိုက်တာသူပေးထားတဲ့ဟာနဲ့အဲ့လို diamond sword လုပ်ပြီးတော့တကောင်ပြန်ကြိတ်မှရမယ်တခုဖြစ်လာတဲ့အခါလေးဒီမလားကာကွယ်လို့သဘောမျိုးပေါ့အဲ့လိုကာကွယ်လို့သဘောမျိုးလောက်ထားမှရမယ်ဒါပေမဲ့ဆိုရင်မလွယ်ဘူးဒီနားမှာမီးဖို့လေးထားမယ်พี่အောင်ချိုင်းတဲ့ကောင်ကြီးဒီမှာတကောင်နဲ့ကြည့်ရောနာပေါ့ဘလောက်ကြဟဲ့พี่အောင်ဘလူးပြီးနေကင်းပဲလာဘလူးကြီးပြစ်တာလေမပြစ်နဲ့လေလို့ရှော့ဘောပဲဟောင်းကြီးစင်ပြီးမနေဘူးရပြီဒါမျိုးလေးစောက်ပြီးတော့ဒီကောင်အထဲကိုလှီနဲ့ထည့်လိုက်မယ်ဆိုရင်ဒီကောင် struck ဖြစ်သွားမှာပေါ့နော်အဲ့ဒီဆရာအောက်ကိုဆွဲချတာအဲ့ချိန်မှာငါတို့ကဒီဘော်လေးကနေကြည့်နေလိုက်ဒီကောင်ဘလို့ဒီဖျက်စကအဲ့ဒါဒီတက်နေပြီရောင်ကြီးအဲ့ဒါဒီတက်နေပြီအိုးဘလို့ဘာပြောဟိုလက်ကြီးပြုတ်ကြသွားပြီရောင်ကြီးလုံးအောင်ပြောလက်ကြီးပြုတ်ကြသွားပြီရောင်ဝါနဲ့ပြင်ရမှာဟုတ်ပြီနောက်တစ်ချက်ဘာနဲ့ပြင်လိုက်ပြီအောက်မှာမင်းစောက်ရုပ်ကတော်ဆိုးတဲ့ကောင်မျိုးပေါ့ဟာပြန်ကောင်းသွားပြီဟုတ်တယ်မဒါမဲ့တော့မပျော်နေတော့ဘူးကွာရောစောက်ကိုကြည့်ဒီကောင်ပျော်မနေတော့ဘူးကြောက်လုံးဒီကောင်ပျော်မနေတော့ဘူးဒီကောင်ပျော်အောင်ဘယ်လိုလုပ်ပြရမှာဘာကြွေးရမှာလဲအလည်းမသိတော့ဒီကောင်ထဲမှရတော့မယ်မြောက်ဒီကောင်ထိမ့်မှရတော့မယ်ဒီမှာဒီကောင်ဖမ်းပြီးတော့လေးသိရမလားဘယ်လိုထားမှရတော့မယ်ငါတို့ဒီမဲ့ဆိုမလို့ကိုကလည်းကိုတောင်းပြောက်နေုံကောင်းလေးနေုံမဲကိစ္စပိတ်ထားမှရမယ်ပြေးမှာအလုပ်တော့ဖြစ်မှာပါဟုတ်တယ်မလားဒီလိုမျိုးလုပ်တာအဲထင်တာပဲတေချာမသိโอเคချောင်းနေတော့မရှိတော့နော်တောက်တုံးလေးနဲ့တူလိုက်အောင်အောက်ကလှေကိုဖြတ်ထားဖို့လို့လေမစိုးဘူးကွာဟိုကောင်ရဲ့အောက်ကိုတို့ဆွဲချလိုက်တော့တော့ရေလည်းမနေဘူးဒီဘောဆက်ရုပ်ဆိုရေးပဲဖြစ်ပါဒီရပြီဒါဆိုရင်ကောင်ဒူဘလော့အထဲမှာတကောင်အောင်ပိတ်ရွာပြီနော်ကြော်ကြီးကိတ်မို့လာတောင်းနေပြန်ပြီကိတ်မို့မရှိတော့ဘူးလေကွာမင်းခုနမင်းကကျွေးလိုက်ပြီမင်းဖြစ်ရလဲကွာဂျပန်ရောက်ပြီးတော့မှကုန်းဝါကျင်တယ်ဖြစ်တပြည့်ပြီးတော့ဟေးအောင်ကြီးချင်းနေမကောင်းတော့ဘူးကြောင်တော့အောင်ကြီးကကိုက်နေပြီဒုက္ခရောက်အာမီလေးကပေါ်နေပြီငါဘေးဆောက်ထားအောင်မရဘူးလားဘေးဆောက်တာဒီကောင်ကြောက်လို့မဟုတ် drone ကြီးကအာယုံနောက်တယ်အကောင်လောဆယ်တော့ထူးထူးခြားခြားလူရဲ့လူဘာသာမှလည်းမကြားသေးဘူးဘာမှလည်းဖြစ်မလာသေးဘူးဘယ်ချိန်မှထဖောက်ပြီးတော့ထွက်လာမလဲမသိဘူးဆိုတော့ကိုဘတ်တေးကြောင်တော့ base လေးစောက်ပြီးတော့စောင့်နေရကောင်းတယ်ပေါ့နော်ပြေးစရာလွားစရာလည်းမရှိဘူးဝေးမှရေးတွေပဲလက်ပြအတုံးဘလော့တွေတော့ဒီကောင်ဖြတ်ပြီးတော့မလာပါစေနဲ့လို့တော့စုတောင်းရမယ်အဲ့ဒါအကြရင်တော့
တော်ဆူဆူရွာဖြုတ်အောင်မယ်ပေါ့နော်ဒီဘက်မှာတကားပေါက်ဒီပြင်မှာလည်းမိုးရီရွာနေတယ်ဒါနဲ့ဒီတစ်ခေါက်ဗီဒီယိုတင်တာကျွန်တော်လည်းနောက်ကျသွားပြီပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်နေမကောင်းဖြစ်နေလို့ပေါ့တစ်ပတ်လောက်ကြာသွားပြီဗျာရုံအဲ့ဒါတက်နေကြပြီလို့အဲ့ဒါဒီတက်နေပြီလို့ရောက်ပြီပြုံဒီထဲမှာနေလို့မဖြစ်လို့ကြာအပေါ်ကငါတို့တက်ပြီးနေမှရမယ်ပေါ်တက်ပြီးနေမှရမယ်လုံးလှေကားလုံးမယ်လှေကားလုံးပြီးတော့ငါတို့အပေါ်တန်းနေလှမ်းရှိုးမှရမယ်မဖြစ်ဘူးဒီပုံတိုင်းကိုကြောင်တောက်ကုန်မယ်တော်ရောဘာဒီပေါ်လာလဲဒီဖေးဒီဘာဒီပေါ်လာပြီမှာပေါ်တမ်းမှရမယ်ဒီကောင်ကြီးအဲ့လိုကြီးကြောင်စင်မပြေဘူးလေကွာအဲ့လိုကြီးဖြစ်နေမှာလားငယ်တိုင်းကြီးငါဘယ်လိုသွားဆော့အောင်လို့ကွာနေတိုင်းစောနေတဲ့လိုင်းထဖောက်ရတော့နေထနှုတ်လို့မိုက်တယ်ကွာဒီရတော့တလားသူ့ရဲ့ AI စနစ်ကလှုပ်ထားတာတော်မိုက်တယ်တိုက်ရတယ်ကွာအဲ့လိုဖန်တီးတာလေဘောစေတော့ဂျုံကြက်ကြီးရဘိန်းကနေတော့လုံးဝတန်နေတဆုံဒီဝိုင်းအောင်မကြားနေရပြီဒီတော့ကတော့မလို့ဒီလောစေတော့ဘာမှထူးခြားမှုတော့မရှိဘူးเนาะအဲ့တိုင်းလေးပဲငြိမ်နေတယ်ယုံရေးဘာကြီးဖြစ်နေလဲစောက်ဝက်ကြီးอ่ะစောက်ဝက်ကြီးကပြုံးနေပြီရောရေပြောတာလားပြောတာမဟုတ်တော့ကွာဒီရုပ်ကဘောသားထွန်းနေခုထူတယ်ဟုတ်တယ်ဟောတိတ်ချင်နေစားကြဝါးချင်နေရုပ်ကြီးလို့ကြီးရောဘာချိုးကြီးอ่ะဘလို့ပုံဖြုတ်သွားပြီလေโอเคကျေးဇူးပြီးတော့ရုံးမဆိုပါနဲ့ရုံးမဆိုပါနဲ့တော်လေးဖြစ်ပါစီโอ้ယောင်ကြီးမျိုးလုံးကြီးကိုအေး what the fuck ယောဘလူးတော့ပြောင်းရလေခဏဒီပေါ့ကျုံလက်ကြီးကနှစ်ဖက်လုံးအရှိကြီးဖြစ်သွားပြီတော့ဒါမှငါတို့အလုံးတော့ဖြစ်တယ်လားကောဟိုအောက်ကမကဘလော့တွေကဒီကောဆွဲတာလေဒီကောမလုပ်တာလေမင်းဘာလုပ်တာလဲရဒီကောပါတော့ပါရောရောခုံးလိုက်တေးဘောနော်ပြီးသွားပြီပေါ့โอเคလွယ်ပါဟာမကတော့တော့မင်းတက်ညံပူကောင်းနေတော့စောစီကြိုတီးလိုက်တဲ့ခါအဲ့လေမရှော်ရောတော့ဘလူးပြောင်းသွားလေခုနစက်ရုပ်လေးပုံမှန်ကလီယာလေးပုံမှန်ဟာဘာလို့ထပ်ပြောင်းမှာလုံးတယ်နော်ဟာဟမ်ပြန်ကောင်းသွားတာလေယုံကြီးဝေကန်ဘတ်သူပြန်ပြောသွားပြီရောအေးဟုတ်တယ်ပြန်ပြောသွားပြီတော့လားဒီဘက်ဟိုကလေးကိုဖုံးလေးကိုကြည့်မှာပြောသွားပြီဟေးဒီနေ့ဗီဒီယိုကဒီလောက်ပါပဲဒီရတော့အရန်ကောင်းတဲ့အတွက်ကြောင့်ကုလူလိုလည်းစမ်းစောကြည့်စေချင်ပါတယ်ကျွန်တော်ရဲ့ Telegram Channel မှာတင်ထားပြီးဖြစ်ပါတယ်